မင်္ဂလာပါဒီနေ့ပြောသွားမှာက汉语第二册နံပါတ်2စာအုပ်ရဲ့第14课သင်ခန်းစာ14ခေါင်းစဉ်က他们一起上学生词一起一起အတူတကွစလုံးလေးကတော့ရေးတက်ပြီးသားဖြစ်မှာပါ对不起အိမ်မှာပါခဲ့ပူပါတယ်上学上学ကျောင်းသွားသည်ကျောင်းတက်သည်ကျောင်းနေသည်ဆိုတဲ့အဓိပ္ပာယ်မျိုးလည်းရှိပါတယ်အပေါ်က一起နဲ့တွဲရင်一起上学တူတူကျောင်းတက်တယ်တူတူကျောင်းသွားတယ်我们一起上学ငါတို့အတူတူကျောင်းတက်တယ်下午下午မွန်းလွဲညနေရှေ့မှာတော့ကလည်း早上晚上中午အစရှိသဖြင့်ခေါ်ဝေါ်လေးတွေတည်ခဲ့ပါတယ်ခုဒီမှာနာရီပိုင်းခြားနဲ့သူတို့ရဲ့ခေါ်ဝေါ်လေးတွေကိုလေ့လာကြည့်အောင်ပါ早上မနက်6နာရီကနေ8နာရီ上午မနက်8နာရီကနေနေ့လယ်12နာရီ中午နေ့လယ်12နာရီကနေ2နာရီ下午နေ့လယ်2နာရီကနေညနေ6နာရီမမောင်ခင်ထိပေါ့နော်晚上ညနေ6နာရီမှောင်ဝေးကနေပြီးတော့ည7နာရီလောက်ထိကိုပြောတာပါအဲ့တော့早上上午中午下午晚上ဒါသူတို့ရဲ့အခေါ်အဝေါ်လေးတွေနဲ့အချိန်ပိုင်းခြားလေးတွေပါနာရီပိုင်းခြားလေးတွေပေါ့နော်明天明天မနက်ဖြန်ဒီစလုံးလေးတွေကရှေ့မှာတွေ့ခဲ့ပြီးသားဆိုတော့ရေးတက်ပြီးသားဖြစ်မှာပါဒီမှာထပ်မရေးပြတော့ပါဘူး书店书店စာအုပ်ဆိုင်书ကစာအုပ်နောက်က店ကဆိုင်ပေါ့နော်တော့နှစ်ခုတွဲရင်书店စာအုပ်ဆိုင်太လွန်သည်ဆိုတဲ့အဓိပ္ပာယ်ပါသူကနာမဝိသေသနာနဲ့တွဲသုံးမှာပါဥပမာကောင်းလွန်းတယ်လှလွန်းတယ်ကိုမျော်လင့်ထားတာဒါမှမဟုတ်ရှိသင့်တာချက်ပိုကောင်းနေတယ်လို့ကိုကထင်တယ်ပိုလှနေတယ်လို့ထင်တဲ့အခါမှာပြောတဲ့စကားမျိုးပေါ့ကောင်းလွန်းတယ်လှလွန်းတယ်နောက်တစ်ခုကကြတော့သိမကြိုက်တဲ့လေသံမျိုးပေါ့ဒီညီကဈေးကြီးလွန်းတယ်ဒီညီရဲ့ site ကကြီးလွန်းတယ်ငါနဲ့မတော်ဘူးပေါ့လို့ဈေးကြီးလွန်းတယ်ကြီးလွန်းတယ်အဲ့လိုသိမကြိုက်တဲ့လေသံမျိုးနဲ့ပြောတဲ့အခါမှာလည်းသုံးပါတယ်ဒါလေးကတော့နောက်ကစာကြောင်းလေးတွေနဲ့ရှင်းပြတဲ့အခါကျရင်ပိုနားလည်သွားပါလိမ့်မယ်贵ဈေးကြီးတော့တန်ဖိုးကြီးတော့ခုနကထိုင်နဲ့တွဲပြီးပြောရင်太贵了ဈေးကြီးလွန်းတယ်စိတ်ထဲမှာတိတ်တော့ဘဝင်မကြဘူးပေါ့နော်ဈေးကြီးတယ်လို့ကိုကယူဆတယ်太贵了ဈေးကြီးလွန်းတယ်到မျိုးပြပါမေခွန်းတစ်ပုတ်နှစ်ပုတ်လို့ပြောချင်ရင်သုံးတဲ့ဒီပုတ်ဆိုတဲ့မျိုးပြပါထီမေခွန်းပုတ်စာ
ခုနကတောက်နဲ့တွဲပြီးသုံးမယ်ဆိုရင်ဒီမေးခွန်းလို့ပြောရင်这道题မေးခွန်းတစ်ပုဒ်ဆိုရင်一道题难ခက်ခဲသော太难了ခက်ခဲလွန်းနေ这道题太难了ဒီမေးခွန်းကခက်လွန်းနေ邻居အိမ်နီးချင်း學習သင်ယူလေ့လာသည်一起學習တူတူစာလေ့လာသည်對မှန်သောသူ့ရဲ့မူရင်းတစ်လုံးရဲ့အဓိပ္ပာယ်ကမှန်သောဆိုတဲ့အဓိပ္ပာယ်ပါဒီအခန်းမှာသုံးသွားမယ့်အသုံးလေးကကြတော့小华对小红說小华က小红ကိုပြောသည်ဆိုတဲ့အသုံးနဲ့သုံးပါပါအဲ့တော့တွေ့ကတွေ့ရဲ့နောက်ကသူကပြောခံရတဲ့သူဒါမှမဟုတ်ရင်ပြုလုပ်ခံရတဲ့သူပေါ့နော်小华对小红小华က小红ကိုဆိုတဲ့အဓိပ္ပာယ်လေးနဲ့သုံးသွားမှာပါ生词အားလုံးကိုတစ်ခေါက်ပြန်ကြည့်လိုက်ရအောင်ပါ一起အတူတကွ上學ကျောင်းတက်သည်ကျောင်းသွားသည်ကျောင်းနေသည်下午မွန်းလွဲညနေ明天မနက်ဖြန်書店စာအုပ်ဆိုင်太လွန်းသည်貴ဈေးကြီးသောတန်ဖိုးကြီးသော太貴了ဈေးကြီးလွန်းနေ大မေးခွန်းတစ်ပုဒ်နှစ်ပုဒ်လို့ပြောတဲ့နေရာမှာသုံးတယ်ပုဒ်ဆိုတဲ့မျိုးပြပါ题မေးခွန်း这道题ဒီမေးခွန်း難ခက်ခဲသော鄰居အိမ်နီးချင်း學習သင်ယူလေ့လာသည်對မှန်သောဒီခန်းမှာတော့小华對小红說小华က小红ကိုပြောသည်一起အတူတကွဆိုတဲ့စာလုံးလေးကိုသုံးပြီးတော့စာကြောင်းလေးတွေလုပ်ပါမယ်早上他们一起上學မနက်မှာသူတို့တူတူကျောင်းတက်တယ်下午我和弟弟一起回家ညနေမှာကျွန်တော်နဲ့ညီလေးကအတူတူအိမ်ပြန်တယ်
明天我们一起去书店。那边ကျွန်တော်တို့တူတူစာအုပ်ဆိုင်သွားကြမယ်周末我们一起去游乐场吧စနေတနင်္ဂနွေမှာကျွန်တော်တို့အတူတူကစားကွင်းသွားရအောင်ဆက်ပြီးတော့ Thai နဲ့သုံးတဲ့စာကြောင်းလေးတွေဆက်သွားပါမယ်လွန်သည်ဆိုတဲ့အဓိပ္ပာယ်ပေါ့ Thai အလယ်မှာနာမဝိသေသနာနောက်ဆုံးမှလဒီပုံစံလေးပါပေါ်အကွက်လေးကိုရင်ကြည့်ပါမယ်ရှေ့ဆုံးမှာ Thai နောက်ဆုံးမှာကလအလယ်မှာ好ကောင်းသော漂亮လှပသော好吃စားကောင်းသောဆိုတဲ့နာမဝိသေသနာတွေရှိပါမယ်太好了太好了ဓာတ်ရိုက်ဘာသာပြန်ရင်တော့ကောင်းလွန်းနေပေါ့စကားပြောမှသုံးတာကကြတော့သူများကပြောတဲ့အကြောင်းအရာတစ်ခုကိုစီစဉ်တစ်ခုကိုကိုကအရင်သဘောတူတယ်သဘောကျတယ်ဆိုလို့ရှိရင်ပြန်ပြောတဲ့စကားလုံးပေါ့ထိုက်ဟောင်လကောင်းလိုက်တာသူပြောတဲ့စီစဉ်ကိုသဘောကျတယ်သူပြောတဲ့အကြောင်းအရာကိုထောက်ခံတယ်ဆိုတဲ့အချိန်မျိုးမှာသုံးတဲ့အသုံးလုံးပါ太漂亮了အရင်လှလွန်းနေ太好吃了စားကောင်းလွန်းနေလှလွန်းနေစားကောင်းလွန်းနေဆိုတဲ့အသုံးလေးကကြတော့ကိုမျော်လင့်ထားတာထက်ပိုကောင်းနေတယ်ဒါမှမဟုတ်ရင်ဖြစ်တဲ့နယ်လို့ကိုထင်တာထက်ပိုကောင်းနေတယ်လို့ခံစားရတဲ့အခါမျိုးမှာသုံးတဲ့အသုံးလုံးမျိုးပေါ့နော်လှလွန်းလိုက်တာစားကောင်းလွန်းလိုက်တာအဲ့လိုဒီပဲမျိုးပါဒုတိယကွက်လေးကိုဆက်ကြည့်အောင်ပါ这件衣服ဒီအင်ကြီး太大了ကြီးလွန်းနေ这件衣服太大了ဒီအင်ကြီးကကြီးလွန်းနေ公园里的人ပန်းခြံတွေကလူတွေ太多了များလွန်းနေ公园里的人太多了ပန်းခြံထဲမှာလူတွေများလွန်းနေ这座山ဒီတောင်太高了မြင့်လွန်းနေ这座山太高了ဒီတောင်ကမြင့်လွန်းနေ这道题ဒီမေးခွန်းက太难了ခက်လွန်းနေ这道题太难了ဒီမေးခွန်းကခက်လွန်းနေ这双皮鞋ဒီတရေဖနက်က太贵了ဈေးကြီးလွန်းနေ这双皮鞋太贵了ဒီတရေဖနက်ကဈေးကြီးလွန်းနေဒီစာကြောင်းလေးတွေမှာဆိုရင်အင်ကြီးကကြီးလွန်းနေလူများလွန်းနေမိခွန်းခက်လွန်းနေဖနက်ကဈေးကြီးလွန်းနေစရှိသဖြင့်စိတ်ထဲမှာဘဝင်မကြဘူးမကြိုက်ဘူးဆိုတဲ့လေသံမျိုးနောက်တစ်ခုက这座山太高了အံ့ဩလို့ပဲဖြစ်ဖြစ်ပြောတဲ့အခါမျိုးပေါ့နော်အဲ့လိုအချိန်မျိုးမှာဒီ太了ပေါ့နော်ဒီပုံစံလေးကိုသုံးလို့ရပါတယ်ဒါဆိုရင်စာအုပ်ထဲကစာကြောင်းလေးတွေဖတ်ကြည့်အောင်ပါခေါင်းစဉ်က他们一起上学သူတို့အတူတူကျောင်းတက်ကြတယ်早上他们一起上学မနက်မှာသူတို့အတူတူကျောင်းသွားတယ်下午他们一起回家ညနေမှာသူတို့အတူတူအိမ်ပြန်တယ်明天他们一起去书店မနက်ဖြန်သူတို့အတူတူစာအုပ်ဆိုင်သွားမယ်这件衣服太大了ဒီအင်ကြီးကကြီးလွန်းနေ这双鞋太贵了ဒီဖနက်ကဈေးကြီးလွန်းနေ这道题太难了ဒီမေးခွန်းကခက်လွန်းနေစာပိုက်လေးကိုဆက်ဖတ်ပါမယ်ခေါင်းစဉ်က他们一起上学သူတို့အတူတူကျောင်းတက်ကြတယ်小华和小红是邻居他
他们常常一起学习，一起做游戏。明天是周末，小华对小红说：“明天我们一起去游乐场吧。”小红说：“太好了。”小华和小红是邻居。小华呢，小红啊，一年级女ဖြစ်ကြတယ်။他们常常一起学习。သူတို့အမြဲလိုတူတူစာလေ့လာကြတယ်။一起做游戏，တူတူ game ကစားကြတယ်။明天是周末，မနက်ဖြန်ကသီတင်းပတ်ရဲ့နောက်ဆုံးစနေတနင်္ဂနွေဖြစ်တယ်။小华对小红说，小华က小红ကိုပြောတယ်။明天我们一起去游乐场吧。မနက်ဖြန်ငါတို့တူတူကစားကွင်းသွားရအောင်။小红说太好了。小红ကပြောတယ်太好了。小华ပြောတာကိုသူသဘောတူတယ်ထောက်ခံတယ်太好了လို့ပြန်ပြီးတော့သူကဖြေတယ်ကောင်းလိုက်တာပေါ့ဒီကမှာမှတ်ရမယ့်ပူရှုံလေးက果子框လို့ခေါ်ပါတယ်သူ့ရဲ့ပုံစံလေးအတိုင်းပဲသူကလေးဖက်လေးတန်းမှာအကာရင်ရှိတဲ့ဝန်းဝိုင်းဆိုတဲ့အဓိပ္ပာယ်မျိုးပါအဲ့တော့သူပါတဲ့စလုံးလေးတွေကိုကြည့်ရအောင်ပါအဲ့တော့ပထမဆုံးစလုံးလေးကကြတော့ယွမ်公园的园အဲ့တော့ပန်းခြံပေါ့နော်သူကလည်းအလိုလေးဘက်လေးထဲမှာအကာရင်နဲ့ရှိတဲ့ပန်းခြံဆိုတဲ့သဘောမျိုးပေါ့ဒုတိယစလုံးကကြတော့中国မှာပါတဲ့ကိုနိုင်ငံဆိုတဲ့စလုံးလေးပါအဲ့တော့နိုင်ငံဆိုတာလည်းသူ့ရဲ့နယ်နိမိတ်နဲ့သူရှိတာပေါ့နော်အဲ့လိုအဓိပ္ပာယ်မျိုးပါတဲ့စလုံးလေးမှာကိုစခွန့်ပါတာပါတတိယစလုံးကကြတော့回答ပြန်ဖြေသည်ဆိုတဲ့စလုံးမှာပါတယ်回答回家အဲ့မှာပါတယ်回နောက်ဆုံးစလုံးလေးကကြတော့图地图ရဲ့图အဲ့တော့ဒီစလုံးလေးတွေမှာကိုစခွန့်ပါပါတယ်ဒါလေးကတော့ကလေးတချင်းလေးပါခေါင်းစဉ်လေးက拍手歌拍手歌拍手သူကလက်ခုပ်တီးတာကိုပြောတာပါ歌ကတချင်းဒါဆိုရင်ဒီတချင်းလေးကိုဖတ်ကြည့်အောင်ပါ你拍一我拍一我们一起穿新衣你拍二我拍二我们一起画图画你拍三我拍三我们一起去爬山你拍四我拍四我们一起写汉字你拍五我拍五我们一起数一数一二三四五你拍一我拍一拍က拍手ရဲ့拍အဲ့တော့你拍一မျက်လက်ခုပ်တစ်ချက်တီးတယ်我拍一ငါလက်ခုပ်တစ်ချက်တီးတယ်အဲ့တော့နောက်ဒီမှာလေ你拍二我拍二ဒါနှစ်ချက်တီးတယ်你拍三我拍三သုံးချက်ပေါ့နော်အဲ့လို四五5ထိဆင်လိုက်သွားပါမယ်我们一起穿新衣我们一起ကျွန်တော်တို့အတူတကွာ穿新衣穿ကဝတ်ဆင်သည်新ကတစ်တော်衣က衣服的衣အင်ဂျီပေါ့နော်穿新衣အင်ဂျီအသစ်ဝတ်ဆင်နေ我们一起穿新衣ငါတို့အတူတူအင်ဂျီအသစ်ဝတ်ကြတယ်ငါတို့အတူတူအင်ဂျီအသစ်ဝတ်ကြမယ်ပေါ့你拍二我拍二我们一起画图画အဲ့တော့我们一起အတူတကွာ画图画ပုံဆွဲတယ်ငါတို့အတူတူပုံဆွဲကြမယ်你拍三我拍三我们一起去爬山အဲ့တော့去爬山တောင်သွားတတ်တယ်我们一起去爬山ငါတို့အတူတူတောင်သွားတတ်ကြမယ်你拍四我拍四我们一起写汉字写汉字တရုတ်စာရေးမယ်ငါတို့တူတူတရုတ်စာရေးကြမယ်你拍五我拍五我们一起数一数
数ဆိုတာကရေတွက်တာကိုပြောတာပါ1 2 3 4 5ရေတွက်တာကို数လို့ခေါ်ပါတယ်ငါတို့တူရေတွက်ကြမယ်1 2 3 4 5 1 2 3 4 5ဆိုပြီးတော့ရေတွက်တာကိုပြောတာပါအဲ့တော့ဒါလေးကကလေးသချင်းလေးပါလေ့ကျင့်ခန်းလေးလုပ်ကြည့်အောင်ပါ公园的人太ပါတယ်太多အဲ့တော့太နဲ့တွဲမှာက了公园的人太多了ပန်းခြံကလူကများလွန်းနေပန်းခြံမှာလူများလွန်းနေဆိုတဲ့အဓိပ္ပာယ်ပါ小华နောက်မှာ小红说အဲ့တော့ဒါလေးက小华对小红说小华က小红ကိုပြောတယ်我家有一只小狗下午他们一နောက်မှာ去书店အဲ့တော့အတူတူသွားတာဖြစ်မှာဆိုတော့一起下午他们一起去书店这နောက်မှာ题မိကွန်းဆိုတာပါတော့မိကွန်းရဲ့မျိုးပြက到这道题很难第14課သင်ခန်းစာလေးပြီးသွားပါပြီနောက်ခန်းလေးတွေကိုနောက်ဗီဒီယိုလေးမှာဆက်ပြောပြသွားပါမယ်